ဘန်လေးကိုအဝေးကွင်းမှာအနိုင်ယူပြီးဇယားထိပ်ကိုတက်လာခဲ့တဲ့စီးတီကြောင့်မူလနေရာပြန်လည်ရောက်ရှိသွားရတဲ့အာဆင်နယ်ဒီတစ်ပတ်စနေနေ့မှာ FA ဖလားဆီမီဖိုင်နယ်ပွဲစဉ်ကစားရဖို့ရှိနေတဲ့အတွက်မန်စီးတီးအသင်းဟာပရီးမီးယားလိပွဲစဉ်34ကိုဒီနေ့မနက်တနာရီခွဲအချိန်မှာကြိုတင်ကစားခဲ့ရပါတယ်ဘန်လီအသင်းရဲ့အိမ်ဝင်တက်မောမှာကစားခဲ့တဲ့ပွဲစဉ်မှာတော့မန်စီးတီးအသင်းဟာအယ်လင်ဟာလန်ရဲ့ပွဲကစားချိန်6မိနစ်မှာသွင်းယူခဲ့တဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်အာဆင်နယ်အသင်းထက်တပွဲရောက်ကစားထားပြီး3မှတ်ပြတ်နေတဲ့အတွက်မန်စီးတီးအသင်းဟာအမှတ်ပေးစရာကိုဦးဆောင်ခွင့်အတွက်ဘန်လီအသင်းနဲ့ပွဲစဉ်မှာအနိုင်ရရှိဖို့အရေးကြီးလိုအပ်ခဲ့ပါတယ်ဒီပွဲစဉ်မှာတော့မန်စီးတီးအသင်းဟာပွဲတစ်ပွဲလုံးကိုစိုးမိုးကစားထားနိုင်ခဲ့ပြီးအနိုင်ရလဒ်ကိုလည်းတေချာပုံဖော်နိုင်ခဲ့ပါတယ်ဂိုးပြတ်သွင်းနိုင်မဲ့အခွင့်အရေးတော်တော်များများရရှိခဲ့တယ်ဆိုပေမဲ့မန်စီးတီးအသင်းကစားသမားတွေရဲ့အဆုံးသက်မသေးချာမှုတွေကြောင့်ပွဲပြီးမှာတော့တကိုးအတာနဲ့သာအနိုင်ရရှိခဲ့ပါတယ်ဒီပွဲရဲ့အနိုင်ရလက်ကြောင့်ပဲမန်စီးတီးအသင်းဟာအာဆင်နယ်အသင်းနဲ့ရမှတ်တူဂိုးကွာခြားချက်တူသွင်းဂိုးအတာနဲ့အဆင့်1နေရာကိုတက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီရှုံးပွဲကြောင့်မနစ်ကချန်ပီယံရှစ်ကနေပရီးမီးယားလိကိုတန်းတက်လာခဲ့တဲ့ဘန်လီအသင်းဟာလည်းဒီနှစ်မှာတော့ချန်ပီယံရှစ်ကိုပြန်လည်တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်ဘောလုံးရသည်ပြီးဆုံးမှုအတွက်လက်ကျန်၅ပွဲသာကြန့်ရှိတော့တဲ့အနေအထားမှာအာဆင်နယ်အသင်းအနေနဲ့သူတို့အသင်းရဲ့မူပိုင်ဒုတိယနေရာကိုပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သလိုရာသီကုန်မှာပရီးမီးယားလိချန်ပီယံတိုင်တယ်ကိုဘယ်အသင်းကများပိုင်ဆိုင်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့တွေဆက်လက်စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like follow subscribe လေးလုပ်သွားပေးကြပါဦးဗျကျေးဇူးတင်ပါတယ်